မင်္ဂလာပါဒီတစ်ခေါက်ကတော့ဒီပေါ့နော် leaderboard program ပေါ့နော် climate leaderboard ဆိုတဲ့ program လေးကိုဖြည့်ရှင်းပြသပါမယ်သူကကြတော့ဒီ leaderboard တစ်ခုရှိရပေါ့နော် leaderboard တစ်ခုမှာဒီ rank ဘယ်လောက်ဆိုရင်ဘယ်လောက် rank လဲဆိုပြီးတော့ပေးထားတာရှိတယ်ပြီးတော့ဒီ player တယောက်ချင်းစီရတဲ့ score တွေရှိရပေါ့နော်အဲ့ score ပေါ်မူတည်ပြီးတော့အဲ့ player ကဘယ် rank ကိုရနေပြီလဲဆိုတာကိုတက်တန်းပြန်ပြရမှာပေါ့နော်အဲ့တော့ဒီမေးခွန်းကိုကြည့်မယ်ဆိုရင်ဒီမှာသူပြောထားတယ်ပေါ့နော် game player တယောက်ကသူ့ရဲ့ top year leaderboard ကိုတက်ချင်တယ်ပြီးတော့သူ့ရဲ့ ranking ကိုလည်း track လုပ်ချင်တယ်ပေါ့နော်ပြီးတော့ဒီ game ကဒီ dance ranking ဆိုတဲ့ကောင်သုံးထားတယ်ပေါ့နော်အဲ့တော့ leaderboard ကဘယ်လိုလုပ်လဲဆိုတော့ player တယောက်က highest score ရှိတဲ့ player ကသူ့ရဲ့ rank က1မှာရှိနေမယ်ပြီးတော့ equal score ရှိတဲ့ player ဆိုရင်သူ့ရဲ့ next player ကလည်းနှစ်ယောက်လုံးကthe same rank ကိုရနိုင်မယ်ပေါ့နော်အဲ့ဒါမျိုးပြောချင်တာအဲ့တော့ဒီမှာသူ့ရဲ့ input အနေနဲ့ပေးထားတာကျတော့ rank ပေါ့နော်ဒီ100ရှိတယ်90 90 80ဆိုရင်ဒီ100ရတဲ့ကောင်က rank 1 90ရတဲ့နှစ်ယောက်ကကြတော့ rank 2ပြီးတော့80ရတဲ့ကောင် rank 3ပေါ့နော်အဲ့တော့ဒီ player တယောက်ချင်းစီရဲ့ score ကိုလည်းပေးထားတယ်ပေါ့နော် player တယောက်ကပထမ player rank ကသူက80ရတယ်ဆိုရင်ဒီမှာကသူ့ရဲ့ rank မှာရှိတဲ့ကောင်က1ရှိတယ်2ရှိတယ်3ရှိတယ်ဆိုရင်ဒီကောင်ကဒီ3မှာရှိတဲ့ကောင်ထဲတော့ငယ်နေတာဖြစ်တဲ့အတွက်သူ့ရဲ့rank က rank 4ပေါ့နော်ဒီမှာ return rank 4ဆိုပြီးတော့ return ပြန်တယ်ပြီးတော့နောက်ထပ်80ပေါ့နော်80ဆိုရင် rank ဘယ်လောက်လဲဆိုတော့ rank 3ဆိုပြီး return ပြန်တယ်ပြီးတော့105ဆိုတော့ rank 1 100ဆိုတော့100တဲ့ကြီးရဖြစ်တဲ့အတွက်ဒီ105ကပေါ့ grand 1ဆိုပြီးတော့ return ပြန်တယ်ပေါ့နော်ဆိုတော့ဒါကဒီသူ့ရဲ့ problem ကတော့ဒီလိုမျိုးပေါ့နော်ဒီမှာလဲသူ့ရဲ့ description ပေးထားရတယ်ပေါ့နော်ဒီ climate leaderboard ဆိုတဲ့ function ကို complete လုပ်ဖို့ဆိုရင်သူကဘာပေး parameter အနေနဲ့ဘာပေးထားလဲဆိုတော့ rank array ဆိုတဲ့ rank integer array တစ်ခုပေးထားတယ်သူက leaderboard ရဲ့ score တွေပေါ့နော် leaderboard ရဲ့ score ပြီးတော့ဒီ player ရဲ့ score တွေကိုကြတော့ဒီ player ဆိုတဲ့ array မှာပေးထားတယ်အဲ့တော့ return ပြန်ပေးရမှာကဒီ player ရဲ့ rank ကို return ပြန်ပေးရမယ်အဲ့လိုမျိုးပြောထားပါတယ်အဲ့တော့ဒါအောက်မှာလည်းအဲ့လိုပဲ import format ကဒီ integer array ပြန်ပါတယ်ဒီ next line မှာ space comma separated ဖြစ်တဲ့ integer နံပါတ်တွေပါတယ်အဲ့လိုမျိုးတွေပြောထားတယ်ပေါ့နော်ဆိုတော့သူ့ရဲ့ solution လေးကိုသွားလိုက်မယ်ပေါ့ဒီ solution လေးကိုသွားလိုက်မယ်ဆိုတော့ပထမဆုံးဒီမှာဒီ rank ကိုပထမဆုံးဘာလုပ်မှလဲဆိုတော့ဒီ rank ကိုပေါ့ duplicate ဖယ်လိုက်မယ်ပေါ့ duplicate ဖယ်လိုက်မှာဖြစ်တဲ့အတွက် var distinct rank ပဲထားပါတော့ပေါ့နော် distinct rank ဆိုရင်ဘာလုပ်မလဲဆိုတော့ rank ထဲကိုဘာလုပ်မလဲ distinct ပြီးရင်ဘာလုပ်မလဲဆိုတော့သူ့ကိုကြီးစိမ်ငံလိုက်စီမယ်အဲ့တော့ sorted descending ဆိုတဲ့ function ခေါ်လိုက်မယ်ဆိုတော့အဲ့တော့ဒီ function ခေါ်လိုက်တဲ့အချိန်မှာသူကဘာရမလဲဆိုတော့100ရမယ်ပြီးရင်90ရမယ်80ရသွားမယ်ပေါ့နော်ပြီးရင် result ထုတ်မဲ့ integer array တစ်ခုကိုကြီးညာမယ် result ကအဲ့တော့ mutable list of integer ပါတဲ့ mutable list တစ်ခုကိုကြီးညာထားမယ်ပြီးရင်ဘာတွက်မလဲဆိုတော့ index ကိုတွက်မယ်ဘာ index ဆိုရင်ဘာလာမလဲဆိုတော့ဒီရလာတဲ့ distinct rank ရဲ့ဒီ distinct rank ရဲ့ size ရှိသလောက်ပေါ့နော် size ပြီးရင် -1 ပေါ့အဲ့တော့လူစားပတ်မယ်ဘာကိုပတ်မလဲဆိုတော့ player ဒီ player မှာရှိတဲ့ကောင် player တယောက်ချင်းစီရဲ့ score ကိုပတ်မှာဖြစ်တဲ့အတွက် score in player မှာရှိတဲ့ score ကိုလူပတ်ပြီးရင်ဘာထပ်လုပ်မလဲဆိုတော့ ဝင်လာတဲ့ဆောင်းတွက်ထားတဲ့ index က0ထက်ကြီးမယ်0နဲ့ညီမယ်ပြီးတော့နောက် score ပေါ့နော်ဝင်လာတဲ့ score တစ်ခုချင်းစီက greater than equal ဒီ distinct rank မှာရှိတဲ့ index မှာရှိတဲ့ကောင်ထဲကြီးတယ်ဆိုရင်ဘာလုပ်မလဲဆိုတော့သူက index ကို short သွားမယ်အဲ့လိုမှမဟုတ်ဘူးဒီ condition နဲ့မပြေလည်ဘူးဆိုရင်ဘာလုပ်မလဲဆိုတော့ result.add ဘာကို add လုပ်မှာလဲဆိုတော့ index ကိုနှစ်ပေါင်းပြီးတော့လုပ်မယ်ပြီးရင် return ပြန်မယ်ပေါ့နော် return result. သူကဒီမှာ mutable list in ဒီမှာint type array ဖြစ်တဲ့အတွက် dot to type array ဆိုပြီး return ပြန်လိုက်မယ်ပေါ့နော်ဆိုတော့သူ့ကို trace လိုက်ကြည့်မယ်ဆိုရင်ပထမဆုံးဒီမှာ190 80ရှိနေပြီဒီတော့ distinct rank ရဲ့ size ကဘယ်လောက်လဲဆိုတော့3ပေါ့နော်3 - 1ဆိုတော့ဒီမှာ2ရလာပြီပေါ့2ရလာတော့
ပထမဆုံးဘာလုပ်မလဲဆိုတော့ဒီ score တစ်ခုချင်းစီကို loop ပတ်မယ်ဆိုတော့ပထမဆုံး score ကဝင်လာမှာဒီမှာ80ပေါ့နော်80ဝင်လာတဲ့အချိန်မှာဒီမှာကြည့်မယ် index က0တက်ကြီးတယ် index က2ရှိနေတာပြီးတော့ score ကလည်း score ကအခုလက်ရှိဝင်လာတာ80 district rank ရဲ့2မှာရှိတဲ့ကောင်012မှာကောင်ရှိတဲ့ကောင်80ပေါ့နော်အဲ့တော့ score က80ဒီမှာ80ဆိုတော့ကြီးမနေဘူးကြီးမနေတာဖြစ်တယ်ဒီကိုတစ်ခါတည်းသွားမယ်အဲ့တော့လက်ရှိရှိတဲ့ index က2ကို2ထပ်ပေါင်းမှာဖြစ်တဲ့အတွက်ပထမဆုံးသူ့ရဲ့ result ထဲဝင်လာမဲ့ကောင်4ပေါ့နော်ပြီးရင်နောက်တစ်လူထပ်ပတ်မယ်ပေါ့80ပြီးသွားပြီဆိုရင်ဘာရှိမလဲဆို80ထပ်လာမယ်80လာတဲ့အချိန်မှာသူ့ရဲ့ index က0တက်ကြီးတယ်ဘာလို့လဲ index က2ရှိတယ်ဒီ score ဝင်လာတဲ့80က district array ရဲ့2ခန်းမှာရှိတဲ့အကောင်ထက်ကြီးလားညီလားညီတယ်ဆိုရင်သူ့ကိုချော့မယ်ဆိုတော့ index ကဒီနေရာမှာ1ဖြစ်သွားပြီ1ဖြစ်သွားပြီးတော့သူ့ကိုထပ်တက်မယ်ထပ်တက်တော့ဒီလူကဝိုင်းဖြစ်တာဖြစ်တဲ့သူ့ကိုထပ်တက်မယ်ပေါ့နော်ထပ်တက်မှာဖြစ်တဲ့အတွက်ဒီ1မှာရှိတဲ့ကောင်1မှာရှိတဲ့ကောင်က90ဒီမှာရှိတဲ့ score က80ဆိုတော့80က90တယ်မကြီးတော့ဘူးမကြီးတော့တာဖြစ်တဲ့အတွက်သူ့မှာလာထည့်မယ်နောက်ဆုံး update ဖြစ်တဲ့ index က1ကို2ပေါင်းတော့3ပေါ့နော်အဲ့တော့ဒီမှာ3ရမယ်နောက်ဆုံးတစ်ခုရှိမှာ105ပေါ့နော်ဝင်လာမဲ့ကောင်ကဒီမှာ105ဒီ player ရဲ့တန်ဖိုးက105ဆိုရင်ဒီ score က105က district array ရဲ့1ခန်းမှာရှိတဲ့ကောင်1ခန်းမှာ90ရှိတယ်90တဲ့ကြီးတယ်ဆိုရင် short မယ်ဆိုတော့သူကဒီမှာ0ဖြစ်သွားမယ်အဲ့တော့0မှာရှိတဲ့ကောင်ဒီ district array ရဲ့0မှာရှိတဲ့ကောင်က100ဝင်လာတဲ့ score က105ဆိုတော့ထပ်ပြီးတော့ကြီးနေသေးတယ်ပေါ့နော်ဆိုတော့ထပ်ပြီးတော့ short မယ်ပေါ့ -1 -1ဆိုတော့ထပ်တက်မယ်ထပ်တက်တဲ့အချိန်မှာဒီ index က greater than equal 0နဲ့မညီတော့0ထက်ငယ်သွားပြီဖြစ်တဲ့အတွက်ဒီနေရာကိုရောက်လာမယ်အဲ့တော့ index က -1 + 2ဆိုတော့သူ့ရဲ့တန်ဖိုးက1ပေါ့နော်အဲ့တော့သူ့ရဲ့ output ကဘာရမလဲဆိုတော့431ရမယ်ပေါ့နော်ဒီလူဆုံးသွားတဲ့အချိန်မှာဆိုတော့ဒါကတော့ဒီ data book ရဲ့အဖြေပေါ့နော်သူ့ရဲ့ code ကို run ကြည့်မယ် okay မှန်တယ်เนาะsubmit လုပ်မယ် submit လုပ်ပြီးရင်သူ့ရဲ့ time complexity ကိုတစ်ချက်ကြည့်မယ်ပေါ့နော်သူ့ရဲ့ time complexity ကကြတော့ဒီမှာ for loop ပတ်ထားတယ်သူကဒီ player မှာရှိတဲ့ score ရှိသလောက်score အရေးအတွက်ရှိသလောက်ပေါ့နော်ဒီမှာ loop ပတ်ထားတယ်ဒီ loop ထဲမှာပါဒီ while loop ထပ်ပတ်ထားတာဖြစ်တဲ့အတွက်သူ့ရဲ့ time complexity က O of n square ပေါ့နော်သူ့ရဲ့ space complexity ကတော့ဒီမှာ result ဆိုရယ် mutable list ကိုယူပြီးတော့ဒီ result ကိုဒီ player ရဲ့ကောက်ဒီ score ရှိသလောက်ကို result ထည့်ထားတာဖြစ်တဲ့အတွက်သူ့ရဲ့ space complexity က O of n ဖြစ်ပါတယ်ဒါကတော့ဒီ climbing leaderboard ဆိုတဲ့ hacker rank problem ရဲ့ solution လေးဖြစ်ပါတယ်ကြည့်ပေးတဲ့အတွက်ကျေးဇူးပါ bye bye